အားလုံးပဲမင်္ဂလာပါမင်းအခုလုပ်ပေးမှာက Scorpio လေးတွေအတွက်တစ်ဖက်လူရဲ့ခံစားချက်ဖြစ်ပါတယ်เนาะshort message ပါเนาะ okay မင်း oracle ကလေးနဲ့မင်း reading လေးလုပ်ပေးတာဖြစ်ပါတယ်เนาะ okay ပါ let's see okay oh ဒီက okay အဲ့တော့ Scorpio လေးတွေနဲ့ပတ်သက်ပြီးတော့တစ်ဖက်လူကဘယ်လိုခံစားချက်ရှိလဲဘာတွေဖြစ်ချင်လဲเนาะဘယ်လိုယူဆနေလဲဆိုတဲ့ဟာလေးတွေကိုမြင်အခုလုပ်နေတာဖြစ်ပါတယ် okay Scorpio မြင်ရလားမသိเนาะ Scorpio လေးတွေကပဲဖြစ်ဖြစ်တစ်ဖက်လူကပဲဖြစ်ဖြစ်ဂျားထဲမှာခပ်ပပလေးဝင်လာတဲ့ connection တစ်ခုရှိရယ် third party လို့ sorry third party လို့ပြောလို့ရတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးဒါပေမဲ့လည်းပဲဂျားထဲမှာခပ်ပပလေးလူတစ်ယောက်ဝင်လာတယ်အဲ့တော့တစ်ဖက်လူကဒီလူနောက်ကိုပါသွားမှာဆိုတာဒါမှမဟုတ်လို့ရှိရင် Scorpio ကကိုယ့်ရဲ့တစ်ဖက်လူကဒီလူနောက်ကိုပါသွားမှာဆိုတာမျိုးလေးနည်းနည်းလေးစိုးရိမ်နေတဲ့အနေအထားမျိုးလေးတွေ့ရတယ်။ Okay အဲ့တော့မျိုးတို့ကြည့်ကြမယ်။တစ်ဖက်လူက Scorpio ကိုဘယ်လိုမြင်လဲဘယ်လိုခံစားချက်ရှိလဲဆိုစိတ်ထဲမှာရှိတာတစ်မျိုးအပြင်ကလှုပ်ဆောင်ချက်တွေတစ်မျိုးလို့မြင်တယ်နော်။ပြီးလို့ရှိရင်ကိုယ့်ရဲ့ခံစားချက်အစစ်မှန်ကိုယ့်ရဲ့လိုချင်တဲ့အရာအစစ်မှန်မှာသူ့ရဲ့ဘဝအစစ်မှန်ဆိုတာဘယ်လိုပြရမလဲ100% အကုန်လုံး honest မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးလိုပဲပြောချင်တယ်ဘာလို့လဲဆိုတော့သူဘာဖြစ်ချင်နေလဲသူတကယ်ကြိုက်တာလားမကြိုက်ဘူးလားအဲ့လိုမျိုးအရင်ကြီးမပြဘူးပေါ့နော်အဲ့လိုအနေအထားမျိုးတွေ့ရတယ်ဒါပေမဲ့တစ်ဖက်လူက Scorpio လေးတွေကိုချစ်စင်နဲ့ချစ်တယ်ရေရှည်ဘဝလက်တွဲပေါ်အနေနဲ့အတူတူသွားကြတာတွေ့ရတယ်နော်စိုးမိတ်လို့လည်းမြင်တယ်မကြည့်က everlasting တွေ့လားကနကစလုံးကအဲ့လိုမျိုးအနေထားမျိုးတွေ့ရတယ်အဲ့တော့ Scorpio လေးတွေကိုတကယ်ချစ်နေတယ် Scorpio လေးတွေနဲ့ရှိတ်ဆက်ပြီးတော့အတူတူသွားကြတဲ့အနေထားမျိုးမှာတွေ့ရတယ် Scorpio လေးတွေစီကနေပြီးတော့ commitment လည်းလိုချင်နေတယ်နော်တချို့ဆိုရင်လက်ထပ်ခွင့်တောင်းတာတော့ဘာလို့အဲ့လိုအနေထားမျိုးလေးတွေလိုချင်တဲ့အနေထားမျိုးရှိရယ်နော်နေ့ရောက်သူဘဝတစ်ခုတည်ထောင်မှုစကားဆလာမဲ့အခြေအနေလေးတွေစောင့်နေတဲ့အနေထားမျိုးလေးတွေရှိရယ်နော်အဲ့တော့ရန်ကြီးအစိုးဝိုင်းမမြင်ရဘူးเนาะဒီ Scorpio reading ပါเนาะmaybe လူတယောက်နဲ့ flirtation ပုံစံမျိုးနည်းနည်းခက်ရင်းနှီးနေတာမျိုးဝန်းကျင်လောက်ပဲရှိမယ်လို့မြင်တယ်အဲ့တယောက်နဲ့ပါဝါမှာအဲ့တယောက်နဲ့ရင်းနှီးသွားမှာသူ့ထက်ပိုပြီးတော့မှစိတ်ဝင်စားသွားမှာမျိုးနည်းနည်းစိုးရိမ်နေတဲ့အနေအထားမျိုးလေးတွေတွေ့ရတယ်ဒါက Scorpio ကတစ်ဖက်လူစိုးရိမ်တာပဲဖြစ်တစ်ဖက်လူက Scorpio စိုးရိမ်တာပဲဖြစ်ဒါကပိုက်စာယူလို့ရတယ်နောက်တစ်ဖက်လူကမင်းကပြောလိုမျိုး Scorpio လေးတွေကိုချစ်တယ်ရေရှည်လက်တွဲသွားခြင်းနဲ့ Scorpio လေးတွေစီကနေ commitment လေးလုပ်ခြင်းနဲ့ဒါပေမဲ့တခုပဲ Scorpio လေးတွေကစိတ်ထဲမှာရှိတဲ့ဟာတွေကိုအပြင်ကိုထုတ်မပြဘူးသူ့ရဲ့တကယ်အစစ်မှန်ကိုထုတ်မပြဘူးလို့ခံစားနေရတယ်နော်လျှို့ဝှက်ချက်ရှိရဲဆိုတဲ့ပုံစံနေထားမျိုးပေါ့နော်နည်းနည်းလေး toxic ပိုင်းလည်းမရောက်ဘူးဒါပေမဲ့လည်းပဲဘယ်လိုပြောမလဲ open book မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးအနေထားမျိုးလေးတွေ့ရတယ် okay ပါဒါမျိုး Scorpio လေးတွေအတွက်လုပ်ပေးတယ်တစ်ဖက်လူရဲ့ခံစားချက်ပါ bye bye